အပြင်ကိုဘယ်လိုခေါ်မလဲမထွက်လို့ရရင်မထွက်စေချင်ဘူးပေါ့နော်မဖြစ်မနေထွက်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီလိုပုံစံမျိုးဒီ mask ပေါ့နော်ဒါကတော့ခုနလွယ်လွယ်ကူကူဝယ်လို့ရတဲ့ mask ပါဒါပေမဲ့ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော် N95 လို့ mask မျိုးတက်တင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်လေးတွေဆိုလို့ရှိရင်လည်းဒီလိုပုံစံမျိုးတစ်ခုပတ်ကင်တစ်ခုနဲ့ဒီထုတ်ထားတဲ့ mask လေးဆိုပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်တွေကလည်းဟိုကန်ဒီကန်ရှိတာပေါ့ဘာဖြစ်လို့လဲဆိုတော့လက်ရှိအနေထားရဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်မြို့ရဲ့ဒီမြို့ပြရဲ့ပေါ့နော်ရန်ကုန်မြို့ပြရဲ့လေထုညဉ့်ညမ်းမှုက AQI က NDA ရှိတဲ့အဆင့်ကိုရောက်နေတယ်151ကနေပြီးတော့200ကြားဆိုရင် NDA ရှိတဲ့အဆင့်ပေါ့တော့လေထုထဲမှာဆိုရင်ကျွန်တော်တို့က PM10 PM2.5 PM10 ဆိုတာကတော့ကျွန်တော်တို့ဒီဖုန်းတွေဒီလေထဲမှာပါတဲ့ဖုန်းမုန့်နေနဲ့ကျွန်တော်တို့ဒီတနည်းအားဖြင့်တော့ကားတွေပါအဲ့ဒီကနေထွက်လာတဲ့ဟာတွေပေါ့နော်ပြီးရင် PM2.5 ကကြတော့သူကပို့ပြီးတော့သေးတယ်ဘယ်ထိတွားနိုင်လဲဆိုလို့ရှိရင်အစုပ်ထဲကိုဓာတ်ရိုက်တွားနိုင်တယ်နောက်တစ်ခုကတွေးချောတွေတည်းအထိတွားနိုင်တယ် PM2.5 က PM2.5 ကဘယ်လိုမျိုးတွေကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကခုနလိုမျိုးပေါ့ကျွန်တော်တို့ဒီစားတောက်ဆိုင်လိုဟာမျိုးတွေနောက်တစ်ခုကပါဆိုဒီကူးလိုမျိုးယာဒီပေါ့နော်ဒီစောင်းတဲ့ຫນွေအကူးမှာဆိုရင်တရွက်တွေကိုမီးရှို့ကြတယ်အဲ့ဒီတရွက်တွေမီးရှို့တဲ့ဟာကလည်းကျွန်တော်လေထုကိုတကက်အကြီးအကျယ်ညစ်ဘယ်လိုခေါ်မလဲလေထုညစ်စေတာပေါ့နော်ဒီချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုခေါ်မလဲခလေးတစ်ခါဝေကင်းစခလေးတငယ်တွေကိုဝင်ဆောင်မီးခင်တွေတက်ရှူလမ်းကြောင်းဆိုင်ရာယောဂအခန်းရှိတဲ့လူတွေနောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်နှလုံးယောဂအခန်းရှိတဲ့လူတွေနှလုံးယောဂရှိတဲ့လူတွေပေါ့နော်ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော်တို့ကပြီးနောက်တစ်ခုကဘာလဲဆိုတော့လွယ်လွယ်ကူကူဝယ်လို့ရတာတော့ mask တေချာတာတော့အိမ်ထဲမှာနေအပြင်မထွက်ဘဲနဲ့အိမ်ထဲမှာနေလို့ရတဲ့ကိစ္စကလည်းလုပ်လို့ရတဲ့ကိစ္စကျွန်တော်တို့ကနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်တချို့တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဘယ်လိုခေါ်မလဲ air purifier လို့ဟာမျိုးတုံးကြတယ်ဒါပေမဲ့အခုချိန်မှာလည်း air purifier ကလည်းဟိုဘယ်လိုခေါ်မလဲတန်ဖိုးအဖြစ်ကြီးတယ်တန်ဖိုးအဖြစ်ကြီးလို့ကိုဝယ်မယ်ဆိုရင်လည်းပစ္စည်းကမရှိတာမျိုးကြုံနိုင်တယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ကကြတော့ဒါကတော့ကျွန်တော်တို့ဒီ air purifier လို့ဟာမျိုးဗာမျိုးညာမျိုးကတော့ကျွန်တော်တို့ဒီ plan B ထဲမှာထားလိုက်ပေါ့နော် plan A အနေနဲ့ဆိုရင်တော့ဒေချာတယ်ကျွန်တော်တို့ကနှာခေါင်းစည်း mask ကိုတက်မယ်ပြီးတော့လို့ရှိရင်ဒေချာတကားတွေကိုဒေချာတက်မယ်တကားတွေကိုဒေချာပိတ်မယ်ပေါ့နောက်တစ်ခုကကြတော့မလိုအပ်ပဲအပြင်မသွားနဲ့ပေါ့ဘာဖြစ်လို့ဆိုလို့ရှိရင်အခုလက်ရှိဒီလေထုရဲ့ဒီညစ်တဲ့ပုံစံကကျွန်တော်ဆိုပြီးခဲ့ရက်ကဆိုရင်ကျွန်တော်မျက်လုံးတွေမှာဆိုရာကြီးဖြစ်တယ်ဒါပေမဲ့ကျွန်တော်ထင်တာမျက်လုံးဘာဖြစ်လို့လဲပေါ့နော်မျက်စင်းမခန့်မလားဘာလားညာလားဆိုတော့ပြီးတော့မှတယောက်တော့ကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်အပြင်သွားလို့ရှိရင်အသက်ရှူရတာမဝတလူလိုနောက်တစ်ခုကကြတော့ခေါင်းတွေကြိုက်လာဒါတွေကလေထုညဉ့်ညမ်းမှုကြောင့်ဖြစ်တဲ့ပြဿနာတွေပေါ့ပုံမှန်အထဲမှာနေလို့ရှိရင် okay အကောက်အဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့အတက်ကြီးပိုင်းနေနောက်တစ်ခုကဘာလဲဆိုရင်ခုနလိုမျိုးမွေးကင်းစားကလေးတွေကိုဝင်ဆောင်မီးခင်တွေပြီးတော့လို့ရှိရင်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂအခန်းရှိတဲ့လူတွေပြီးတော့လို့ရှိရင်ကျွန်တော်တို့ကနှလုံးယောဂရှိတဲ့လူတွေပေါ့နော်ဒီလိုလူမျိုးတွေကတော့ဖြစ်နိုင်လို့ရှိရင်အိမ်ထဲမှာပဲနေပါပြီးတော့လို့ရှိရင်နှာခေါင်းစည်းမဲ့ N95 ကိုတက်ဖို့ဝယ်ဖို့တိတ်အဆင်မပြေဘူးလွယ်လွယ်ကူမရဘူးဆိုရင်လည်းဒီလိုပုံစံမျိုးပေါ့နော်တစ်ခုကိုဒီလို packaging တစ်ခုနဲ့သူကဒီမှာဆိုလို့ရှိရင်လည်းသူပြောထားတာရှိတယ်ဒါကတော့ကျွန်တော်စေးရုံနေမှာတုံးတဲ့ကောင်ပေါ့ရှောက်တွေးတဲ့နေရာမှာထားမှာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူကအသုံးမပြုမင်းတဲ့ထုတ်ပိုးမှုဘယ်လိုကလုံခြုံမှုရှိမရှိကိုလည်းစစ်ပြီးတော့မှတုံးဖို့လေသူကပြောထားတယ်ဒါလေးဆိုလို့ရှိရင်တစ်ခု200ပဲရှိတယ်ဗျနော်ကဲကျမ်းမာခြင်းဒီလက်တော်ဆိုတဲ့အတိုင်းပဲကိုကျမ်းမာရေးကိုကိုတိုင်းဂယူးစိုက်ရုံမှာတပါအခြားမရှိဘူးကဲအားလုံးပဲကျွန်တော်တို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဘေးဘေးဟာဝေးကွာပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်